ကျွန်တော်တို့လက်ရှိအခြေအနေကခန်းတဲ့ပဲမျိုးနေဖြစ်ပါတယ်အင်ချီပေါင်းက35အိမ်ခြေဖြစ်ပါတယ်လူဦးရေကအကုန်လုံးမိန်းကလေးနဲ့ယောက်ျားအကုန်လုံး132ယောက်ရှိပါတယ်ဟုတ်ကဲ့ဒုတိယမိခွန်းကကျွန်တော်တို့ကိုအလူငွေရမုံရင်ကောက်ခံပြီးမှကျွန်တော်ပုံမှန်ထောက်ပံ့တဲ့လူကျွန်တော်တို့အတွက်ရမုံငွေရှာပေးတဲ့လူတွေအဲ့ဒီကြတော့ကျွန်တော်တို့မှမရှိပါဘူးဟုတ်ကဲ့ဒုတိယမိခွန်းကကျွန်တော်တို့ကိုအလူငွေရမုံရင်ကောက်ခံပြီးမှကျွန်တော်ပုံမှန်ထောက်ပံ့တဲ့လူကျွန်တော်တို့အတွက်ရမုံငွေရှာပေးတဲ့လူတွေအဲ့ဒီကြတော့ကျွန်တော်တို့မှမရှိပါဘူးဟုတ်ကဲ့ဒုတိယဟုတ်ကဲ့ကျွန်တော်အရေးပေါ်အချက်နှစ်ချက်ကိုကျွန်တော်တို့တင်ပြချင်ပါတယ်အရေးပေါ်ပထမပါလေးဆိုရင်ကျွန်တော်တို့စားဖို့တောက်ဖို့အခုချိန်မှာနိုင်ငံရဲ့အခြေအနေကအခြေအနေလည်းမကောင်းတဲ့အတွက်ကြောင့်လာရောက်ပေးတဲ့လူတွေမရှိတဲ့အခါကျတော့နံပါတ်1ကျွန်တော်တို့အစာရေစာကကျွန်တော်တို့မလုံလောက်ဘူးအဆင်မပြေတဲ့အနေအထားတစ်ခုကိုရောက်တယ်အစားအစာအတွက်ပေါ့ဒုတိယအချက်ကကျွန်တော်တို့ဒီကိုရောက်ကြတဲ့ကနေကျွန်တော်တို့ဝါအိမ်လေးနဲ့ကျွန်တော်တို့ဆောက်ပြီးမှနေတယ်ဝါအိမ်နဲ့ဆောက်ပြီးနေတဲ့အခါကျတော့အခုမိုးရာသီကျတော့ဝါအိမ်ဆိုတာကတိတဲ့အတိုင်းမခံဘူးသူတို့ပိုးတွေလိုက်တယ်အမိုးကလည်းတနေဆိုတော့နည်းနည်းရွှေ့နေပြီတချို့အိမ်တွေဆိုရင်လေတိုက်တဲ့အခါကျတော့နည်းနည်းပြိုလေးတဲ့ဟာတွေရှိပြီအဲ့ဒါမျိုးတွေဆိုတော့ကျွန်တော်တို့အရေးပေါ်အိမ်ဆောက်ဖို့အရေးရယ်စားဖို့တောက်ဖို့အရေးကကျွန်တော်တို့အချက်နှစ်ချက်ကကျွန်တော်တို့မှာအရေးပေါ်လိုအပ်ချက်ဖြစ်ပါတယ်လို့အဲ့ဒါလေးတင်ပြချင်ပါတယ်ကျောင်းတွေကကြတော့လောလောဆယ်ကျွန်တော်တို့မှာကလေးတွေကလောလောဆယ်အစိုးရကျောင်းသူတို့ကျွန်တော်တို့နီးစပ်တဲ့အစိုးရကျောင်းမှာတော့သူတို့လာတင်ဖို့တော့ခေါ်တယ်ဒါပေမဲ့ကျွန်တော်ဘက်ကတော့စဉ်းစားရတယ်တကယ်လို့အခြေအနေကောင်းတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီမှာပဲထားမယ်ဒါပေမဲ့အခုလောလောဆယ်ကဒီမှာစစ်ဘေးဆောင်ချင်းမှာခြေတန်းကလေးတွေခြေတန်းဖြေပြီးသားကလေးတွေကဥဆောင်ပြီးမှသူတို့ကိုဂိတ်တဘောအနေနဲ့ပေါ့စာဖန်ဝိုင်းတွေသူတို့တက်နိုင်တဲ့ဘက်ကနေတင်ကြားပေးတဲ့ဟာတော့ရှိတယ်4ယောက်ရှိတယ်ဆရာမလေး4ယောက်ပေါ့ကိုထအနေနဲ့သူတို့ကအဲ့လိုကလေးတွေကိုအဲ့ဒီ4ယောက်ခြေတန်းဖြေပြီးသား4ယောက်ပေါ့နော်သူတို့ကဘယ်လိုဂိတ်လုပ်ပြီးမှတင်တဲ့ဟာရှိပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့နောက်တစ်ခုကကျွန်တော်တို့ကိုအခုလိုမိတ်ဆက်ပေးတယ်ကျွန်တော်မေးမြန်းပေးတယ်အဲ့လိုလုပ်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါကြောင်းဒီထန်းတပင်စစ်ဘေးရှောင်စခန်းရဲ့ကိုယ်စားကျွန်တော်ဒေးဗစ်ခရစ်စိန်မှကျေးဇူးတင်ရှိပါကြောင်းဒီနေ့ကနေကျွန်တော်ပြောလိုပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့